Cinderella ဇာတ်လမ်းရဲ့ Part 3 Drizella ရဲ့ကြေကွဲပွဲအချစ်ဇာတ်လမ်းအကြောင်းလေးပြောပြပေးမှာဖြစ်ပါတယ်။မင်းသားဟန်နရီနဲ့ကျမနဲ့ကလာပေါင်းများစွာအဆက်အသွယ်ပြတ်တောက်ပြီးတဲ့နောက်မှာစာတစ်စောင်မင်းသားစီကရောက်ရှိလာခဲ့ပါတယ်။ဒါပေမဲ့ဒီစာကကျမရဲ့နှလုံးသားကိုကြေမွသွားစေခဲ့ပါတယ်။ဟန်နရီကသူ့ရဲ့တာဝန်တွေများလာလို့စာဆက်မရေးနိုင်တော့ကြောင်းကိုအေးဆက်ဆက်ပဲရေးသားထားပါတယ်။အသေးတွေကွဲခဲ့ရတယ်ကျမကဒီဝမ်းနည်းမှုကိုကြော်လွှားဖို့အတွက်နီးလန်းပေါင်းစုံကိုရှာဖွေခဲ့ရပါတယ်။အစားတွေအများကြီးစားတယ်။ဒါအပြင်ဟန်နရီကိုချိန်စာတိုက်ဖို့ရွာကစုံမစီသွားတာတွေအထီတောင်ကျမလုပ်ခဲ့တယ်။နောက်ဆုံးမှာတော့ကျမကဂုံတိတ်ခါရှိပဲရှေ့ဆက်ဖို့ဆုံးဖြတ်ခဲ့တယ်။ကိုတိုးတက်အောင်စူးစမ်းပြီးတော့လှအောင်လဲပြင်ဆင်ခဲ့တယ်။ဒါမှမင်းသားဟန်နရီနဲ့ပြန်ဆုံတဲ့အခါသူ့ရဲ့ဆုံးဖြတ်ချက်ကိုနောင်နာရစေချင်လို့ပဲဖြစ်တယ်။ဒီလိုနဲ့2 နှစ်လောက်ကြာတဲ့အခါမှာမင်းသားဟန်နရီပြန်လာတဲ့အထိမ်းအမှတ်အဖြစ်နဲ့ခမ်းနားတဲ့ပွဲကြီးတစ်ခုကိုနန်းတော်ထဲမှာကျင်းပဖို့ဖြစ်လာတယ်။ထိုပွဲရဲ့ဖိတ်စာကလေကျမစီကိုဆိုက်မြက်ရောက်လာခဲ့တယ်။နာကျင်နေစေဖြစ်တယ်ကျမကတော့ဒီဖိတ်စာကိုအမိုက်ပုံးထဲကိုပြစ်ထည့်ခဲ့တယ်။ဒါပေမဲ့စင်ဒရဲလာကတော့ဒီဖိတ်စာကိုတွေ့ရှိပြီးတော့ထိုပွဲကိုသွားကျင်ကြောင်းကိုတောင်းဆိုခဲ့တယ်။ကျမရဲ့မိခင်ကလည်းစင်ဒရဲလာကိုထိုပွဲကိုသွားဖို့ထောက်ခံခဲ့ပြီးတော့သူမကိုလှပတဲ့ခေါင်းဝင်တွေတန်မိုးကြီးတဲ့ပလဲတွေနဲ့ဖက်နှက်တွေကိုပေးခဲ့တယ်။ကျမနဲ့အန်နက်စတေရှာကိုတော့အိမ်မှာပဲနေဖို့ပြောတယ်။စင်ဒရဲလာကထိုပွဲကိုသွားနေတဲ့အချိန်မှာကျမကစင်ဒရဲလာကိုမတင်ကားလို့သူမရဲ့အခန်းထဲကိုဝင်ရောက်ရှာဖွေခဲ့တဲ့အခါမှာမင်းသားဟန်နရီစီကရေးသားပေးပို့ထားတဲ့စာတစ်စောင်ကိုတွေ့ရှိခဲ့ရတယ်။ကျမအရန်ကိုအံ့ဩသွားခဲ့ရတယ်။ဘာလို့လဲဆိုတော့ဒီစာကဘလို့စင်ဒရဲလာစီရောက်နေခဲ့တာလဲ။ကျမစီကိုလုံးဝရောက်မလာပဲနဲ့ထိုစာကိုဖွင့်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့မင်းသားဟန်နရီကသူ့ရဲ့ယောဂတစ်မျိုးကြောင့်မျက်စိကွယ်လူနေပါဖြစ်နေတဲ့အကြောင်းရဲ့ကျမကိုအရန်ချစ်လို့လက်ထပ်ဖို့တောင်းဆိုထားတဲ့အကြောင်းရဲ့ကိုရေးသားထားတာတွေ့လိုက်ရတယ်။သူ့ရဲ့ယောဂကိုလည်းတိုင်းသူပြည်သားတွေမသိအောင်လျှို့ဝှက်စွာစေကူနေတယ်လို့လည်းရေးသားထားပါတယ်။ဒီအကြောင်းကိုစင်ဒရဲလာဘာကြောင့်ကျမကိုလှုပ်ဝက်ထားတာလဲ။ဒီလိုနဲ့စင်ဒရဲလာနန်းတော်ကပွဲရနေပြန်လာတဲ့အချိန်မှာကျမကဟန်နရီရဲ့စာကိုကင်ပြီးတော့သူမကိုရင်ဆိုင်ခဲ့တယ်။စင်ဒရဲလာကသူမရဲ့မယိုးသားတဲ့စိတ်ဓာတ်တွေကိုမဖုံးကွယ်တော့ဘဲနဲ့ကျမစီကအဲ့ဒီစာကိုလူပြီးတော့မီးဝိုတဲ့ထဲကမီးရှို့ပစ်လိုက်ပါတယ်။ရုတ်တရက်လှင်မြန်တဲ့အပြုမူကြောင့်ကျမလည်းဘာလို့ရမှန်းတော့မသိခဲ့ဘူး။ဒီလိုနဲ့ကျမတို့2 ယောက်ရန်ဖြစ်နေတဲ့အချိန်မှာအန်နာစတေရှာနဲ့ကျမရဲ့မိခင်တို့ရောက်ရှိလာခဲ့တယ်။စင်ဒရဲလာကအပြစ်မဲ့တဲ့ကလေးမလေးတယောက်လိုဟန်ဆောင်ကကျမကိုတော့မနာလိုစိတ်နဲ့ယူသွနေတဲ့အမျိုးသမီးတယောက်လိုမျိုးတိုင်တန်းပြောခဲ့ပါတယ်။ဒီလိုနဲ့ကျမရဲ့အခန်းထဲကိုပြေးဝင်ပြီးတော့မင်းသားဟန်နရီစီကပို့ထားတဲ့စာတွေကိုတက်သေးပြဖို့အတွက်ဝင်ရောက်ရှာဖွေတဲ့အခါမှာတော့အဲ့ဒီစာတွေအားလုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရတယ်။ဒီလိုအခြေအနေတွေကြားကပဲဒရီဇလာရဲ့ကံကြမ္မာကဘလို့အဆုံးသတ်မလဲ။သူမကမင်းသားကိုအမှန်တရားပြောပြနိုင်မှာမလား။ဒါမှမဟုတ်စင်ဒရဲလာရဲ့လိန်ညာမှုတွေကပဲအောင်ပွဲခံသွားမလားဆိုတာကိုပတ်4မှာကြည့်ရှုပေးပါအောင်နော်။နောက်တစ်နေ့မနက်ခင်းမှာတော့တော်ဝင်ကိုယ်စားလှယ်အဖွဲ့နဲ့ဟန်နရီမင်းသားတို့ကအိမ်ကိုရောက်ရှိလာခဲ့တယ်။မင်းသားဟန်နရီကစင်ဒရဲလာကိုသူနဲ့အတူလိုက်ခဲ့ဖို့လာခေါ်တာပဲဖြစ်တယ်။အဲ့ဒီအချိန်မှာကျမကမင်းသားကိုအမှန်အတိုင်းပြောပြဖို့ကြိုးစားခဲ့ပေမဲ့မင်းသားကတော့စင်ဒရဲလာရဲ့လိန်ညာမှုတွေကိုပဲယုံကြည်နေခဲ့တယ်။ကျမကစင်ဒရဲလာအပေါ်မှာအယမ်းကိုရက်ဆက်ကြောင်းနှိပ်စက်ကြောင်းနဲ့အပေခံတယောက်လိုသဘောထားကြောင်းကိုစင်ဒရဲလာကမင်းသားကိုပြောပြထားခဲ့တယ်။ဒါအပြင်အဆိုးဆုံးကတော့စင်ဒရဲလာကကျမရဲ့လက်ရည်နဲ့မင်းသားစီကိုဒီယောဂကြောင့်လက်မခံနိုင်ကြောင်းကိုရေးသားထားတဲ့စာအတုကိုပါပေးပို့ထားတာပဲဖြစ်တယ်။မင်းသားဟန်နရီကလည်းစင်ဒရဲလာတယောက်ထဲသာသူ့ကိုတကယ်ချစ်ပြီးတော့သူ့အခြေအနေကိုလက်ခံနိုင်သူလို့ယုံကြည်သွားတာပဲဖြစ်တယ်။ကျမကဒီစာကအတုဖြစ်ကြောင်းနဲ့စင်ဒရဲလာဟာစိုက်ကိုပတ်တယောက်ဖြစ်ကြောင်းကိုဟန်နရီကိုပြောပေမဲ့သူလုံးဝလက်မခံခဲ့ဘူး။ဒါကြောင့်မင်းသားဟန်နရီကကျမကိုအေးဆက်ဆက်ညှင်းပယ်ပြီးတော့အယမ်းမုန်းတီးခဲ့တယ်။ပြီးတဲ့အခါမှာမင်းသားကစင်ဒရဲလာနဲ့အတူတူနန်းတော်ကိုထွက်ခွာသွားခဲ့တယ်။ကျမကိုတော့စင်ဒရဲလာရဲ့ဂုံးတိုက်စကားတွေကြောင့်စိတ်မနှံ့သူအန္တရာယ်ရှိသူအဖြစ်သတ်မှတ်ပြီးတော့စိတ်ယောဂဆေးရုံမှာလှောင်ပိတ်ထားခဲ့တယ်။နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာကျမချစ်တဲ့ဟန်နရီကသူ့ရဲ့ယောဂကြောင့်ကွယ်လွန်သွားခဲ့တယ်။စင်ဒရဲလာကတော့နန်းတော်မှာပဲဆက်လက်နေထိုင်ပြီးတော့ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကိုရရှိခဲ့တယ်။ကျမမိခင်နဲ့အန်နာစတေရှာတို့ကဒီမျိုးကနေပြီးတော့အတူတူထွက်ခွာသွားခဲ့တယ်။ကျမကလားကျမရဲ့ဘဝကတော့မေ့လျော့ခံပြီးတော့
အယူတောင်ထဲမှာပဲအချင်းကြားခံခဲ့ရပါတယ်ဒီဇလန်မှာလည်းကျမထရဇလာကထပ်ပြီးတော့ရှုံးနေသွားရပြန်တယ်ကျမရခဲ့တဲ့သင်ခန်းစာကတော့ကဘာကြီးကရုပ်ဆိုးတဲ့အမှန်တရားထက်လှပတဲ့လိမ်ညာမှုကိုပဲပိုပြီးနှစ်သက်တယ်ဆိုတာပါပဲ